မင်္ဂလာပါဒီနေ့ပြန်လည်မျှဝေပေးချင်တာကအခုနှစ်ပိုင်းတွေမှာဈေးကွက်ကောင်းနေတဲ့မိဖို့ကြောင့်သီးနှံတွေဖြစ်တဲ့ခင်ယန်းညင်ကော်ပီထုတ်ကြက်သွန်တွေနဲ့ငရုတ်ပင်တွေကိုတီးထက်သီးညံ့နေနဲ့တွဲဖက်စိုက်ပျိုးတဲ့မစိုက်ပျိုးတဲ့နဲ့ဘာကြောင့်စိုက်တဲ့မစိုက်တဲ့ဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်မိဖက်ပင်တွေကိုတွဲဖက်စိုက်ပျိုးခြင်းအပြင်ကျွန်တော်မိတ်ဆွေတွေစိုက်ပျိုးဝင်ငွေတိုးစေသလိုတွဲဖက်မစိုက်တဲ့အပင်တွေစိုက်မိရင်စိုက်ပျိုးမြေကိုပျက်စီးစေပြီးသီးနှံထွက်နှုန်းကိုလည်းထိခိုက်စေပါတယ်ဆိုတော့ဘယ်ပင်တွေကတွဲဖက်စိုက်ပျိုးတယ်ပြီးဘယ်ပင်တွေကတွဲဖက်မစိုက်ပျိုးတယ်လဲဆိုတာလေ့လာကြည့်ကြအောင်ပါဗျာကျွန်တော်ကစိုက်ပျိုးရေးနဲ့ပတ်သက်လာရင်အစတစ်ခုတွေ့ရတဲ့အဆုံးအထိလိုက်ကြည့်တတ်တဲ့အကျင့်ရှိပါတယ်။ဒါကြောင့်ဒီနှစ်လယ်ပိုင်းကဂေါ်ဘီလုံးနဲ့ခင်းညင်သီးတွေဈေးရန်ကောင်းနေတော့ဒီသီးနှံနှမျိုးကိုတွဲဖက်စိုက်လို့ရတာအတွေ့တစ်ခုရပြီးဒီသီးနှံနှမျိုးအကြောင်းကိုလေ့လာရင်းနဲ့ကျွန်တော်နိုင်ငံအဓိကမိဖို့ကြောင့်သီးနှံတွေဖြစ်တဲ့ခင်းညင်ဂေါ်ဘီလုံးချက်သွန်ဒီငရုတ်သီးစတဲ့သီးနှံတွေအကြောင်းမှာဆက်ပြီးလေ့လာဖြစ်ပါတယ်။ဆိုတော့ဒီသီးနှံလေးမျိုးကိုတွဲဖက်စိုက်ပျိုးတင်လားမစိုက်ပျိုးတင်လားဘာကြောင့်တွဲဖက်စိုက်ပျိုးတင်ပြီးဘာကြောင့်တွဲဖက်မစိုက်ပျိုးတင်လဲကျွန်တော်တို့တူလေ့လာကြည့်ကြအောင်ပါဗျာဂေါ်ဘီတုတ်ကမြေပေါ်မှာကပ်ပေါက်တဲ့ပင်ကျွန်တော်တို့အညာမှာတော့ဂေါ်ဘီတုတ်ကိုမုံလာတုတ်လို့ခေါ်ပါတယ်ခန်းညင်ကတိုင်ထောင်ပြီးရင်ရနိုင်တဲ့ပင်နောက်တစ်ချက်ကရာသီဥတုပူချိန်ကြက်နေတတ်တာကလည်းတိတ်မကွာဘူးဆိုတော့ဒီနှစ်ခုကိုတွဲဆိုင်ရင်အဆင်ပြေနိုင်လောက်တယ်ဆိုတဲ့အတွေးနဲ့လေ့လာကြည့်တဲ့အခါမှာတနိုင်တစ်ပိုင်းနိုင်နေလုပ်နိုင်မယ်ဆိုအဆင်ပြေနိုင်ပေမဲ့စီးပွားဖြစ်စိုက်ခင်းကြင်စိုက်မယ်ဆိုရင်တော့ခင်းညင်တဲ့ဂေါ်ဘီတို့မျိုးနွယ်ဝင်ပင်တွေဖြစ်တဲ့ဂေါ်ဘီတို့ပန်းဂေါ်ဘီကိုက်လန်ပန်းမုံလာစိန်စတာတွေနဲ့ဆိုရင်အဆင်မပြေနိုင်ဘူးလို့ဆိုပါတယ်။ဘာကြောင့်မစိုက်တင်လဲတီးနှံတစ်မျိုးချင်းစီအကြောင်းလေ့လာတဲ့အခါမှာနေရာယူမှုနဲ့ရာသီဥတုပူချိန်ကအဆင်ပြေပေမဲ့စားသုံးတဲ့အာဟာရတွေပါတူညီကြတဲ့အတွက်အစာနဲ့ရေကိုပုံမဆုပ်နိုင်တဲ့ကော်ပီတို့ကလူယူစားသုံးနိုင်တဲ့အတွက်ခန်းကျင်မေရဲ့ကြီးထွားမှုနဲ့တီးတင်မှုကိုများစွာထိခိုက်စေတယ်လို့ဆိုပါတယ်။တွဲဖက်စိုက်ခြင်းနဲ့ဆိုရင်လည်းအနည်းဆုံးတစ်ပေချာတီးခြားပေါင်တင်ပြီးစိုက်ပျိုးသင့်ပါတယ်။ဒါဆိုရင်တော့ခန်းကျင်မေရဲ့ရေနဲ့အာဟာရကိုလူယူမစားသုံးတဲ့ပြင်ခန်းကျင်မေတွေအတွက်လေဝင်လေထွက်ကောင်းမွန်စေပြီးတီးနှံထွက်နှုန်းကိုတိုးတက်စေမှာပါ။ခင်းညင်တဲ့ကော်ပီကတွဲဆိုင်လို့အဆင်မပြေဘူးဆိုတော့ကော်ပီလုံးနဲ့ကြက်သွန်တွေကတော့သိကြတဲ့အတိုင်းပါပဲနေရာယူမှုတူညီတဲ့အတွက်တွဲဖက်ဆိုင်လို့အဆင်မပြေပါဘူးဆိုတော့ကခင်းညင်တဲ့ကြက်သွန်တွေတွဲဖက်ဆိုင်ပြောတင်လားတီးနှံတစ်ခုချင်းစီအကြောင်းဆက်ပြီးတော့လေ့လာကြည့်ကြအောင်ပါဗျာကြက်သွန်တွေကမြေမျိုးစားမရွေးဘူးလို့ဆိုပါတယ်ကျိုင်းနဲ့တက်တဲ့ရာသီဥတုပူချိန်ကြည့်တဲ့အခါမှာလည်းအယမ်းမကွာဟာပါဘူးပြီးတော့ခင်းညင်စိုက်ခဲမှာကြက်သွန်ကြီးတွဲဖက်စိုက်ပျိုးပေးခြင်းအပြင်ခင်းညင်မရဲ့အချို့ပိုးမွားတွေကိုကာဝယ်ပေးတဲ့ပြင်ကြက်သွန်ကြီးကြောင့်ခင်းညင်အသီးရဲ့အရသာကိုထူးကဲစေသလိုခင်းညင်ကြောင့်ကြက်သွန်ကြီးကိုလည်းအရသာထူးကဲစေရလို့ဆိုပါတယ်အာဟာရစားသုံးမှုမှာလည်းအမြင့်ဖွဲ့စည်းပုံမတူညီတာကြောင့်စားသုံးမှုမတူဘူးလို့ဆိုပါတယ်ဒီနေရာမှာတစ်ခုသတိထားမှာကတီးနှံနှမျိုးလုံးကနေရောင်ခြည်ကိုကြိုက်နေတဲ့ပင်တွေဆိုတော့ခင်းညင်မင်းကအရေးကြစေတဲ့တိုင်လွတ်ခင်းညင်နဲ့ခြုံရွယ်ဖြစ်စေတဲ့ခင်းညင်မဖြစ်ရတဲ့ပြင်တိုင်တောင်ခင်းညင်ဆိုရင်လည်းမလိုအပ်တဲ့အောက်ရွက်တွေကိုပုံမှန်ရှင်းပေးရမယ်လို့ဆိုပါတယ်ခင်းညင်နဲ့ကြက်သွန်ဒီတွဲဖက်ဆိုင်လို့အဆင်ပြေရဆိုတော့ကြက်သွန်ဒီနဲ့ငရုတ်ပင်ကြောင့်ဆက်ကြည့်အောင်ပါဗျာဒီမှာလေငရုတ်ပင်နဲ့ကြက်သွန်ဒီကကြိုက်နေတဲ့အပူချိန်မကွာဟတဲ့အတွက်တွဲဖက်ဆိုင်ပြိုးတဲ့နယ်လို့ဆိုပါတယ်ကြက်သွန်ဒီကငရုတ်ပင်တွေမှာကြောက်တဲ့ပြပိုးတွေပြီးတော့ကပ်ပစ်ဝမ်းလို့ခေါ်တဲ့မုံလာတို့ပိုးတွေကိုကာဝယ်ပေးတယ်လို့ဆိုပါတယ်။ဒါအပြင်စောစောကခင်းညင်လိုပဲကြက်သွန်ဒီပင်ကငရုတ်သီးတွေရဲ့ရသာကိုပုံမူထူးကဲကောင်းမွန်စေတယ်လို့ဆိုပါတယ်။ဒါဆိုခင်းညင်တဲ့ငရုတ်တွဲဆိုင်ရောအဆင်ပြေနိုင်မလားဆက်ကြည့်ကြအောင်ပါဗျာ။ဒီမှာလေခင်းညင်တဲ့ငရုတ်ပင်ကတွဲဖက်စိုက်ပျိုးတဲ့သီးနှံတွေထဲမှာပါဝင်ပါတယ်။ခင်းညင်မင်းတွေကငရုတ်ပင်တွေအတွက်နေရောင်ခြည်ပူဆုံးချိန်မှာအရေးဖြစ်ကာဝယ်ပေးသလိုငရုတ်ပင်တွေမှာကြောက်တဲ့
ညီမတုတ်တဲ့ပိုးမွားတွေကိုကာဝယ်ပေးတယ်လို့ဆိုပါတယ်ပို့ပြီးတော့ထူးခြားတာကအရည်သွေးနဲ့အသီးအရွယ်စားကိုလည်းအထူးတိုးတက်ကောင်းမွန်စေတယ်လို့ဆိုပါတယ်နောက်ဆုံးတစ်ခုကပင်သိမ်းပင်ပါပင်သိမ်းပင်ကအခုဖော်ပြခဲ့တဲ့မုံလာတုတ်ခရမ်းညင်ကျက်သွန်တွေငရုတ်ပင်တွေအကုန်လုံးနဲ့တွဲဖက်စိုက်ပျိုးလို့ရသလိုအခြားအပင်တော်တော်များများနဲ့လည်းတွဲဖက်စိုက်ပျိုးလို့ရပါတယ်ပင်သိမ်းပင်ကိုတွဲဖက်စိုက်ပျိုးပေးခြင်းအပြင်တွဲဖက်သီးနှံတွေမှာခရမ်းညင်တီလုံးဖောက်ဖို့ပြဖို့မွားပင်ကိုတည်ရဖို့ရင်ပြူနဲ့ကြွက်တည်ရဲ့အန်ရယ်ကနေကာဝယ်ပေးတဲ့ပြင်ဝတ်မုံကူးရမှာအကျိုးပြုတဲ့ဥပမာပြားလိုအကျိုးပြုပိုးကောင်တွေကိုဆွဲဆောင်ပေးတယ်လို့ဆိုပါတယ်ဒါ့အပြင်တွဲဖက်သီးနှံတွေရဲ့ရတာကိုပုံမူထိုးခဲကောင်းမွန်စေတယ်လို့ဆိုပါတယ်ဒါလို့ဆိုရင်တော့ကျွန်တော်မိတ်ဆွေတွေဒီသီးနှံလေးမျိုးကိုတွဲဖက်စိုက်တဲ့မစိုက်တဲ့နဲ့တွဲဖက်စိုက်ချင်ရင်ဘယ်လိုစိုက်ရမလဲတီးလောက်ပြီးထင်ပါတယ်ဒီနေ့အောင်တော့ပါပဲနောက်နေ့တွေမှာလည်းစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေရှာဖွေစုဆောင်းမျှဝေပေးဦးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုပေးပါဦးသီးနှံစိုက်တောင်သူတိုင်းစိုက်သမျှသီးနှံအတွက်တိုးပြီးခက်သမျှသီးနှံဈေးကောင်းရကြပါစေဗျာကျေးဇူးတင်ပါတယ်